အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီ OERS ရဲ့ Peekaboo Podcast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ episode မှာတော့ guest အနေနဲ့ခေါ်ထားတာတော့ artist Memo ပဲဖြစ်ပါတယ်မင်္ဂလာပါညီမကတော့ဒီ watercolor artist Memo ဖြစ်ပါတယ်ဟုတ်မတွေ့ရမကြပါဘူးမနေ့အမြဲတွေ့နေတာဆိုတော့တွေ့နေအရင်ဘက်ကမတွေ့ထားဘူးအရင်ကတွေ့တာဒါပေမဲ့ပြန်တော့မိလိုက်ပါအခုဘာလုပ်နေလဲပေါ့နော်အခုဒီ2025ထဲမှာပေါ့နော်ဒီပြပွဲနှစ်ခုလုပ်ပြီးသွားပြီပေါ့နော်ဇန်နဝါရီတော့တစ်ခုရဲ့အခုပြီးခဲ့တဲ့ဘက်ကတစ်ခုရဲ့အဲ့ပြပွဲနှစ်ခုလုပ်ထားတယ်ပေါ့ဟုတ်ပြပွဲတွေ့ကြုံလေးရအောင်ပြပွဲတွေ့ကြုံကပထမဆုံးပြပွဲကကြတော့နှစ်တိုင်းလုပ်နေကြပြပွဲပေါ့နော်ဒီ urban sketcher အမလည်း urban sketcher ဖြစ်တယ်ဆိုတော့ urban sketcher ကြီးစုပြီးတော့တစ်နှစ်တစ်ခါပြရဲပြပွဲလေးပေါ့နော် sketching worker ဆိုပြီးတော့အဲ့ဒါမှအမ2022ကနေစပါခဲ့တာဆိုတော့လေအခုလေဇန်နဝါရီမှာတော့အဲ့ဒီပြပွဲတစ်ခုပြီးသွားပြီဟုတ်အဲ့လိုမျိုးပြပွဲကတော့နှစ်တိုင်းလုပ်နေကြပြပွဲလောကနဲ့မှာပဲလုပ်ထားပါတော့အရင်တစ်ပတ်ကကြတော့ဒီ group show လေးတစ်ခုပဲထပ်လုပ်ထားတာပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့ဆိုဒီ watercolor artist အနေနဲ့ဘယ်တော့မှစပြခဲ့ပေါ့နော်ဘယ်လိုလဲဒီလောကတွေစပြီးရောက်လာလဲအဲ့ဒီပြောတော့ပထမဆုံးအမကဒီ tourism fee ရလာတာပေါ့နော်ဒီ art fee ရတော့မဟုတ်ဘူးဒီ2018ကနေပြီးတော့2019အထိဟာဒီ tourist guide အနေနဲ့လုပ်တယ်ပေါ့နော်အဲ့မှာ2019မှာဒီ NUAC ရန်ကုန်မှာဒီdiploma ပေါ့နော်fine art diploma အနေနဲ့အတန်းလေးခေါ်နေရဆိုတော့ဝင်တက်လိုက်တာပေါ့နော်တစ်နှစ်လောက်တက်ပြီးတော့2020မှာ diploma ဘွဲ့ရတယ်အဲ့ကနေစပြီးတော့ဒီရေးစေးကိုဝယ် design မဆွဲလာတာပေါ့နော်အဲ့တော့ခု6နှစ်လောက်တော့ရှိပြီပေါ့ဟုတ်အဲ့တင်တန်းအမှတင်တန်းတက်ပြီးမှဒီຢာတွေတည်လာဒါမှမဟုတ်ကိုကအရင်ကတည်းကအခြေခံတွေပါလေရှိခဲ့တာအရင်ကတည်းကငယ်တော့ကတော့ဆွဲခဲ့တာပေါ့ငယ်လေးကတည်းကတော့ဝါသနာပါပြီးဆွဲခဲ့ပေမဲ့အခြေခံလည်းမရှိဘူးတင်လည်းမတင်ဘူးတစ်ခါမှကိုတင်ဘူးတာဒီ2019မှာမှတင်ပြီးမှပဲဒီအကြောင်းအရာတွေသိပြီးမှဆွဲခဲ့တာဟုတ်အဲ့တော့ဒီမှာအများမင်း artist တွေ illustrator အများမင်းကတော့ဒီကိုလုပ်တဲ့အလုပ်မှာဘာကိုအဓိကထားပြီးတော့လုပ်ဖြစ်လဲပေါ့နော်ဘာကိုအဓိကဟိုမှာ inspiration ကိုအဓိကထားပြီးလုပ်ဖြစ်လာဒါမှမဟုတ်our တခုလှပဖို့တည်တတ်ဖို့အဓိကထားပြီးလုပ်ဖြစ်လာပေါ့နော်ဘာကိုအဓိကထားပြီးတော့ကို works တွေမှာထည့်ပြလဲအမစိတ်ဝင်စားတဲ့အကြောင်းအရာပေါ်မူတည်ပြီးပဲဖန်တီးပြတာပေါ့အဓိကအမဒီ urban landscape တွေဆွဲရပေါ့ကြိုက်တယ်ပေါ့နော်ပြီးတော့ဒီတိုက်တာတွေအင်အိုအဟောင်းတွေဆွဲရအောင်ကြိုက်တယ်အဲ့ဒီပုံမှာပဲကိုကြိုက်တယ်လို့ပဲကြည့်တဲ့သူလည်းဒီအဆက်အသွယ်တစ်ခုရသွားစေခြင်းလို့ပုံဆွဲတာပေါ့နော်ဆွဲနေမှာဒီတေးတက်တာလည်းအမရဲ့ဒီပကြီးထဲမှာပါတယ်ဟုတ်အဲ့လိုမျိုးလှစေချင်တာလည်းပါတယ်ဟုတ်အဲ့လိုမျိုး inspiration လည်းလိုတယ်တေးတက်ဖို့လည်းလိုတယ်အမအတွက်ကဟုတ်အားလုံးစုံနေအောင်စုံနေရပေါ့အားကြောင့်လို့ကြည့်လိုက်တိုင်းအမြဲတမ်းရှုပ်ရှက်ခံနေအဲ့လိုမျိုးအခုဆိုရင်ကျွန်တော်တိတော့အမေမော full time artist တယောက်ပေါ့နော် full time artist ဆိုတော့ဒီလောက်ကိုပဲလုပ်တဲ့လူတယောက်ပေါ့အဲကြောင့် full time artist တယောက်အနေနဲ့အခက်ခဲတွေရောဘာရှိလဲပေါ့နော်ပြီးရင်ဟို full time artist တယောက်အနေနဲ့ကိုကအရင် tourism field မှာလည်းအဲ့လိုလုပ်ခဲ့ဘူးอ่ะဆိုတော့ဟိုဘာကြီးกว่าလဲပေါ့ full time artist လုပ်ရတဲ့အခါမှာအရင်တော့မကွာဘာလို့လဲဆိုတော့ tourism fee မှာလည်းအမ freelance လုပ်တာ9 to 5လုပ်လည်းမဟုတ်ဘူးအခုလုပ်တာလည်း freelance ပဲဒီလိုအချိန်စီမံခန့်ခွဲတာလည်းအရင်ကြီးကွာခြားမှုမရှိဘူးပေါ့နော်မိုးလင်းတာနဲ့ပုံဆွဲဖို့စိတ်ပါတဲ့အချိန်ဆိုဆွဲလိုက်တယ်အဲ့လိုပုံစံမျိုးအလုပ်ရှိရင်ဒီ timeline မီအောင်ဆွဲတယ်အဲ့ဟာတော့မကွာခြားဘူးဒါပေမဲ့ career အနေနဲ့ဆိုရင်ကြတော့ဒီနည်းနည်း challenge လေးရောရှိတာပေါ့နော်ဘာလို့လဲဆိုတော့ stable income မရှိတာပေါ့နော်ဒီ full time အနေနဲ့လုပ်ရင်ကြတော့လေအဲ့တခုတော့ဟိုကွာသွားရပေါ့နော်ဟုတ်အဲ့လိုမျိုးပဲရှိဟုတ်အဲ့လိုမရှိရကြနေရောဘယ်လိုရက်တီပြီးလုပ်နေလဲပေါ့အခုဆိုရင်မရှိရကြဆိုတော့ဒီလုပ်ဖို့စလို့တော့ကြတော့အိမ်ကလက်မခံဘူးမိဘရသဘောမတူအိမ်ကလက်မခံဘူးဒါပေမဲ့အဲ့တော့အိမ်နဲ့တူတူနေရင်းနဲ့လုပ်တာဆိုတော့ပြောရရင်ဒီဝင်ငွေမရှိလဲအိမ်မှာနေလို့ရရလေအမေကျွေးရထမင်းစားပြီးတော့လုပ်လို့ရတယ်ဒီလိုမျိုးအမေပြောလိုက်ရင်လည်းနားပိတ်ပြီးတော့ဆက်လုပ်နေတာခေါင်းပေါ်မှာဆက်လုပ်တာရှိတယ်ဒါပေမဲ့အခုကျတော့တခုရှိတာအမေကိုနည်းနည်းတက်သေးပြခြင်းနဲ့စိတ်လေးပေါ်လာတော့ဒီလိုမျိုးတယောက်တည်းခွဲနေပြတာပေါ့နော်တစ်နှစ်အတွင်းမှာရှိပြီဆိုတော့လောလောဆယ်တော့အဲ့လိုအခက်အခဲအများကြီးရှိတယ်အခက်အခဲအများကြီးရှိတယ်ဒါပေမဲ့ကိုကထုတ်မပြဘူးပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့စိတ်ကကြတော့နည်းနည်းဒီလိုမျိုး public တခုကိုငါတိုင်းလုပ်နေတယ်ငါစီကဝယ်ပါအဲ့လိုမျိုးလုံးဝမပြောတတ်တဲ့ type ဆိုတော့လေဒီလိုကိုမှဒီငွေမရှိတောင်မှကိုကဒီအပြင်မထွက်ဖက်နဲ့ကိုကတော့အိမ်မှာပဲနေနေရလဲရှိတယ်အဲ့လိုမျိုးရှိတယ်တကယ်ချင်းလည်းမပြောပြဖြစ်ဘူးပေါ့နော်ဒါကတော့ဟန်ကိုပိုနေနေရတဲ့သဘောပဲရှိရပေါ့ဒါပေမဲ့ဒီအလုပ်ကိုလုပ်ချင်လို့ခေါင်းမှာပြီးကိုဆက်လုပ်နေရပေါ့နော်ဟုတ်အိမ်ကလည်းအမြဲတမ်းအဘယ်တော့အတိတရားရမလဲစောင့်ကြည့်နေလောက်အောင်ပြောတော့အဲ့လိုမျိုးလုပ်နေတယ်ဟုတ်ဒါနဲ့အဲ့ဒါဒီဟိုဘယ်လိုပြောလဲဒီ Asian parents ပဲထားပါအဲ့
Asian parents တွေအနေနဲ့ကိုသားသမီးပေါ်မှာဒီຢာနဲ့ပတ်သက်ပြီးတော့အမြဲပြဿနာကြုံရတယ်လို့ထင်တယ်ပြဿနာကြုံရတယ်အဓိကသူကျွန်တော်မိဘတွေရဲ့ဘောမှာကြတော့တို့ကဟိုဒီမှာဆိုလဲ like typical jobs တွေရှိရပါတော့ဆရာဝန် engineer စသဖြင့်အဲ့လိုတွေလုပ်တွေလုံးမှာ stable income ရှိမယ်ဟို life ကအဆင်ပြေမယ်လို့သူကလည်းစေတနာနဲ့တွေးကြအောင်နော်ဒီတာသမီရဲ့ဘက်ကကြာလေတာသမီရဲ့ဘက်ကကြာလေဟိုကိုလှုပ်ချင်တာတခုကိုလှုပ်ချင်တဲ့ဟာပဲရှိရပါတော့နော်ဟိုလိုကြီးကလန်ကဆန်လှုပ်တာမျိုးလည်းမဟုတ်ဘူးပေါ့နော်မိဘကြာလေဒုက္ခမြောက်စေခြင်းတဲ့သဘောရှိတယ်တာသမီကကြာလေ life မှာကိုလှုပ်ချင်တာကိုပဲလှုပ်ချင်တဲ့ဟာရှိတယ်အဲ့ကြားကိုရာလည်းအဲ့ပြဿနာကြုံနေရတယ်လို့ဆိုတော့အဲ့ကြားထဲမှာ balance ကိုဟိုဘယ်လိုရှာရမလဲလို့ထင်လဲဥပမာမိဘတွေကရောဘယ်လောက်တိုင်းတာဒီယုံကြည်ပေးတဲ့နေထင်လဲပေါ့တာသမီတွေကရောဘယ်လိုမျိုး proof လုပ်ပြတဲ့အခါမှာဟိုဘယ်လိုပြောမလဲမိဘတွေရဲ့ expectation ကိုဟိုရိုက်ချိုးတာမျိုးကလန်ဆန်လုပ်တာမျိုးမဟုတ်ဘဲနဲ့ဒီ generation gap မှာဖြစ်နေတဲ့ပြဿနာပေါ့နော်ဘယ်လို balance ဖြစ်အောင်ညှိရမလဲအဆင်ပြေအောင်လုပ်ရမလဲထင်လဲပေါ့နော်ကိုယ်တိုင်လည်းကြုံခဲ့တဲ့လူတယောက်အနေနဲ့ကြုံနေတယ်ဆိုတော့ဟိုပြောရရင်အမေပြောတဲ့စကားတွေကမမားဘူးပေါ့နော်ကိုယ်လည်းသိရတဲ့နဲ့ခေါင်းမာနေရပေါ့နော်ဒီအမေပြောချင်တာကတော့ပကြီးဆက်ဆွဲပေါ့နော်ဆွဲမဆွဲမပြောဘူးဆွဲဒါပေမဲ့ဒီတစ်ခုခုဟို stable ဖြစ်မဲ့အလုပ်တစ်ခုနဲ့တူတူတွဲပြီးတော့လုပ်ပေါ့နော်အဲ့လိုပြောပေမဲ့ကိုကဘယ်လိုခေါင်းမာနေလဲဆိုဥမာပြောရင်အမဒီပကြီးဆွဲနေနေပကြီးနဲ့ပတ်သက်တဲ့အလုပ်အတေချလုပ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးကြောက်လဲကိုဝါသနာမပါဘူးအဲ့လိုမျိုးသင်ပေးတာဝါသနာမပါဘူးဆိုစိတ်အမှန်တော့အမမကောင်းတာပြောရင်တော့နှကောင်းရမ်းမှာတော့ပေါ့နော်အဲ့အမေနဲ့အမြင်တစ်ချက်ပဲပေါ့နော်အခုချိန်ထိလည်းအဲ့လိုမျိုး balance ဖြစ်ဖို့ဆိုရင်တက်တည်ပြတဲ့နာဟာလေးတော့ပြနေတယ်ပေါ့နော်လောလောဆယ်ဒီလိုပြပွဲတွေလောက်တာအမေသမီးဒီလိုမျိုးဖြစ်နေတယ်ပေါ့နော်ပြီးခဲ့တဲ့နှစ်ကလည်း residency အနေနဲ့ဒီ scholarship ရပြီးသွားပြီးအမေအဲ့လိုမျိုးတွေတော့အမေနားချရပေါ့နော်နားချတော့သူနဲ့မြင်တယ်အဓိကဘယ်လိုလဲဆိုတော့အမေတစ်ခါလေကြာပြောရဆိုရတာနည်းနည်းခက်လာပြီဆိုရင်မပြောပြတော့ကိုဘာလုပ်နေလဲဆိုအမေမပြောပြတော့ဘူးဒီတက်တည်တစ်ခု result တစ်ခုရလာမှအမေကိုပြောလိုက်တယ်အဲ့လိုမျိုးစံမျိုးနဲ့ပဲညှိယူရဲပေါ့နော်ဒီအကယ်တော့ပြောရင်တော့ပိုကောင်းမယ်နဲ့တူတယ်အမကတော့လေအမေသမီးကလိုလုပ်နေတယ်ဒီကပြီးရင်ဒီ result ရလာလိမ့်မယ်အကြောင်းစောင့်ပေးယုံကြည်ပေးအဲ့လိုပြောရင်တော့အမေကပြောလို့ရတယ်ပေါ့နော်အဓိကတော့ကိုဆွဲနေတဲ့ပကြီးကိုအမေကသဘောကျလာပေါ့နော်အဓိကအမေကအဲ့လိုမျိုးကြောင်းလဲအမေတိတ်သဘောမကျဘူးအမေကသူများရေးဆိုတွေ့လာဘလူလေးဆွဲရနေဘလူဆွဲနေရလဲအဲ့လိုမျိုးဆိုရင်လည်းသဘောဟိုကြောင်ပြောရမှာမဟုတ်ဖ ೇನೆ ဒီတိုင်းနားလည်အောင်ပေါ့နော်အချင်းချင်းညှိပြီးတော့တမီးကဒီလိုလေးဆွဲရတမီးနဲ့တူတူဆွဲဒီ type တွေဒီအမျိုးအစားတွေမှာရှိတယ်တမီးကဒီပုံစံကိုသွားနေတာသူတို့နဲ့မတူဘူးအဲ့လိုမျိုးနဲ့နားလည်အောင်ရှင်းပြဘာလို့ဆိုတော့ဒီဥစ္စာသူ့အတွက်အသစ်ဆန်းမယ်လေဒီ art fee ဆိုတာလေအဲ့တော့နည်းနည်းပြောပြပေးရတာပေါ့နော်မပြောပြရင်အတိမမို့ကိုကတကယ်အယူထပြီးတကယ်လုပ်နေလို့ပဲထင်တာပေါ့နော်အဲအကြောင်းနည်းနည်း reset လေးရှင်းရင်လည်းသူသိချရှင်းပြတယ်ဒီရဲ့ process ကိုခုလုံးကိုလေအဲ့လိုလေးညှိရွယ်ပေါ့နော်အမအမေနဲ့အမဟုတ်အဲ့ဒါဆိုဟုတ် residency ဆိုတာပြောတာ residency သွားခဲ့ရဆိုတော့သွားခဲ့တဲ့အတွေ့အကြုံပေါ့နော်ဟိုမှာဒီသွားခဲ့တဲ့အတွေ့အကြုံပြင်ဒီဒီက art fee နဲ့ဟိုဘက်က art fee ဘာကွာခြားလဲပေါ့နော်ကို့အမြင်လေးပေါ့အဲ့လေးချက်ပြပြတော့residency သွားခဲ့တာပြင်သစ်ကိုမနှစ်က6လသွားခဲ့တာပေါ့နော်သွားတော့အဲ့ဒီမှာက art school မှာနေရတယ်သူတို့တွေနဲ့အတူအဆက်သွဲလုပ်ပြီးတော့ကျောင်းသားရောဆရာရောတော့တူစကားပြောဆိုကြည့်တဲ့အခါမှာတော့ကိုယ့်ရဲ့ဒီ art fee နဲ့သူတို့ art fee တွေကမတူဘူးဖြစ်နေပေါ့နော်အမားနဲ့တူဆွဲနေ urban sketch တွေ watercolor ဆွဲနေ artist တွေလည်းပြင်သစ်မှာတော့ရှိတယ်ဒါပေမဲ့ဒီကျောင်းမှာတော့အဲ့ဟာကိုအဓိကထားပြီးတော့ဆွဲနေ artist လုံးဝမတွေ့ခဲ့ဘူးပေါ့နော်ပြီးသူကဘယ်လိုလုပ်နေလဲဆိုတော့ဒီခေတ်ပြိုင်မှုပညာတွေဖန်တီးနေတာကိုတွေ့ခဲ့တယ်အဲအကြောင်းမလို့အဲ့ဒီဘက်ကိုအရန်စိတ်ဝင်စားလာရပေါ့နော်အဲ့လိုလေးကြွားချမှုရှိလာတယ်ဟုတ်အခုခေတ်ပြိုင်မှုပညာဆိုလုံးဝကူးသွားမှာမဟုတ်ဘဲနဲ့အမဆွဲတဲ့ဒီပုံစံနဲ့ဒီခေတ်ပြိုင်မှုပညာနဲ့ဘလို့ဆက်ပြီးတော့အစ်ဖန်တီးလို့ရမလဲအဲ့လိုမျိုးဟိုထူထပ်ပြီးတော့စိတ်ဝင်စားနေရပေါ့ဟုတ်အဲ့လိုမျိုးကြွားချသွားတာပေါ့မြင်နေရလေဟုတ်အဲ့ဆိုတော့ဒီ residency အပြီးမှာဒီ contemporary ဘက်ကို explore လုပ်ချင်တာပေါ့နော်အဲ့လိုပုံစံမျိုးပေါ့ဟုတ် contemporary ပြင်တခြားဘာတွေရော explore လုပ်ချင်တယ်တော့ဟို explore လုပ်ချင်တယ်ဆိုတော့မှာကိုယ့်ရဲ့ဆွဲ technique ဘိုင်းညာဖြစ်ဖြစ်ဒါမှမဟုတ်ဟို color ဘိုင်းညာဖြစ်ဖြစ်ပေါ့နော်ဘာတွေရောဆက်ပြီးတော့ explore လုပ်ချင်တယ်လေလက်ရှိဆွဲနေတဲ့ပုံစံကိုတော့ကျင်းနဲ့လားဆိုတော့ကျင်းနဲ့တယ်ဒါပေမဲ့လည်းအလုံးစုံတော့မဟုတ်ဘူးပေါ့တကယ်ဒီထက်ပိုပြီးတိုးတက်ချင်တဲ့စိတ်လေးရောရှိတယ်အတစ်တစ်ခုခုတော့ဟိုတင်ယူခြင်းနဲ့ပေါ့နော်ဒီ contemporary နဲ့ပတ်သက်ပြီးပို့ပြီးတော့သင်တန်းတွေလည်းတက်ချင်စိတ်ရှိရယ်ပြီးတော့ဆရာရေးပြပွဲတွေသွားတယ်အဲ့လိုမျိုးတော့လေ့လာနေတယ်ပေါ့နော်ဒီလက်ရှိအမလုပ်နေတဲ့ဟာမှာဆိုရင် technique တွေကဒီ sketch technique ကတော့ဒီလိုထပ်ပြီးတော့တိုးတက်ဖို့ဆိုတာထက်လေ
ဘယ်လို short ချရမလဲပဲအမနည်းနည်းစဉ်းစားနေဘာလို့ဆိုတော့အမနည်းနည်းလေးများနေလို့လေဆွဲရတဲ့ထဲမှာလေအဲ့လိုလေးရောနည်းနည်းဘယ်လိုမျိုးအသက်ကြီးလာလေးပြောင်းလာလေးပါပဲ style ရလေဟုတ်အဲ့လိုမျိုးပဲဟုတ်အဲ့မှဒီ artwork တွေဖန်တီးတဲ့နေရာမှာရော inspiration ကိုဘယ်ရရှာလဲပေါ့နော်ပြီးရင်နောက်တဲ့ကွာ art block ဖြစ်တဲ့ဆွဲဖို့အတွက်အကြောင်းမျိုးကြောင့်motivated မဖြစ်ဘူးဘာညာဆိုရင်လည်းဘယ်လိုကြောက်ဖြတ်လဲပေါ့ဒီလိုမျိုး art တွေဘယ်လို inspiration ယူလဲဆိုတော့အမဆွဲတဲ့ပုံတွေကကြတော့အိမ်တွေများတယ်ပြီးတော့ urban landscape များတယ် everyday lives တွေများတယ်လူတွေအကြောင်းကိုဆွဲရများတော့လမ်းပေါ်မှာပဲ inspiration ယူဖြစ်တယ်အမြဲလမ်းသွားတိုင်းအမြဲမျက်စိအငြိမနေဘူးအမြဲကြည့်နေတယ်ဒီဟာလေးကကိုယ့်အတွက်ပို့ပြီးတော့ဆွဲဆောင်မှုရှိသေးတယ်လေပြီးရင်အမရဲ့ကိုယ်ပိုင်အမှတ်တရအဲ့ဒါလည်း inspiration အမရဲ့ကိုယ်ပိုင်အမှတ်တရကိုကြည့်တဲ့သူတိုင်းကသူ့ရဲ့ကိုယ်ပိုင်အမှတ်တရနဲ့လူမျိုးတိုက်ဆိုင်သွားတဲ့အချိန်ဆိုရင်လူရလာပြောရပြပွဲဆိုရင်ဒီနေရာလေးသူ့မှာလည်းဒီအမှတ်တရရှိတယ်လို့အရင်ပြောရတယ်ပေါ့နော်အဲ့ inspiration ရတယ်ပြီးရင် art block ဆိုရင်ကြတော့အဆင့်က30လောက်ရှိရမှာပထမဆုံး art block မှာဆိုရင်လုံးဝဆွဲကျင်စိတ်မရှိဘူးလုံးဝမဆွဲအောင်မှာဆွဲကျင်စိတ်မရှိဘူးတကယ်ကိုမှ idea ထွက်မလာဆိုလုံးဝမဆွဲဘူးအဲ့ဒါမျိုး3ရက်လောက်ပေါ့နော်အနည်းဆုံး3ရက်လောက်ဆိုရင်သူ့လိုပေါ်လာအဲ့စိတ်ကပြန်ပြီးတော့ပုံဆွဲခြင်းတဲ့စိတ်လေအဲ့လိုမျိုးအဆင့်2ဆင့်ရှိပြီးသွားရင်နောက်တစ်ဆင့်ကကြတော့နောက်ဆုံးတစ်ဆင့်ကကြအမကိုပိုင်အိမ်တော့ဆွဲခဲ့တဲ့ပုံတွေပေါ့နော် social media မှာတင်တာပဲဖြစ်ဖြစ်ကိုဆွဲခဲ့တာကိုကကိုဟို save ထားတာလေးပဲကြည့်ဖြစ်တယ်ကိုဆွဲရကိုကြည့်ပြီးတော့ငါဒါလေးဆွဲခဲ့တာပဲငါနောက်ဆက်လက်ဒီလိုမျိုးလေးဆွဲဦးမယ်အဲ့လိုမျိုးကိုပုံကိုကြည့်ပြီးပဲအားယူပါရရှိတယ်အဲ့လိုမျိုးပြန်ပြီးတော့ဆွဲဖို့စိတ်ပြန်ပေါ်လာတာပေါ့ပြီးရင်အဲ့လိုမျိုးကိုဝင်လာပြောခဲ့တဲ့သူတွေရဲ့စကားတွေပါတယ်ကိုအားပေးခဲ့တဲ့သူတွေအော်ငါလည်းသူတို့မျက်စီထဲမှာငါလည်းဖြစ်နိုင်သေးရပဲဆိုပြီးတော့အဲ့လိုမျိုးစိတ်နဲ့ထက်ဆက်ပြီးဆွဲရပေါ့နော် upload ဖြစ်ဟုတ်မဆိုရင်ဒီဝါဒကာလာartist ဆို traditional ပဲပြောပါအဲ့ဒါ traditional ဆိုရင်digital ဆွဲရလူတွေလည်းရှိရပေါ့နော်အဲ့ဆိုကိုအနေနဲ့ဆိုရင်ပေါ့နော်အဲ့နှစ်ခုကြားမှာဟိုဘယ်လိုပြောအားနေချက်အားတာချက်တွေအပိုင်းဖြစ်မှန်ခြင်းတယ်ပေါ့ဘာလို့လဲဆိုတော့ဒါအခုမှဒါအဲ့ digital art ကဒါဟိုလူငယ်လူတွေကြားမှာnormalize ဖြစ်လာတယ်ပေါ့နော်အရင်ပြီးခဲ့နှစ်တွေတော့ဆိုရင်အဲ့လိုမျိုးတော်တော်လေးcontroversial ဖြစ်တယ်ပေါ့ဟို digital art ကိုtraditional ဘက်ကလူတွေက art လို့မမြင်တာမျိုးတမအချိန်ပေးပြီး canvas ပေါ်တင်စာရွက်ပေါ်မှာဆွဲရတာမဟုတ်တဲ့အတွက်ပြန်အဓိကပြန်ပြင်လို့ရဆိုတဲ့အတွက်အဲ့လိုမျိုး topic တွေ debate တွေရှိခဲ့ဆိုတော့အဲ့နှစ်ခုကြားမှာရောbalance ကဘာလို့ထင်လဲအားနည်းချက်အားသာချက်တွေကဘာလို့ထင်လဲကိုအမြင်ပေါ့နော်အမကကြတော့ traditional လဲဆွဲရတယ်အပြင် digital လဲတင်ခဲ့ပူတယ်တင်ပြီးတော့ဆွဲခဲ့ပူတဲ့အတွက်ကြောင့်မလို့နှစ်ခုလုံးအမတော့ခက်ခဲလို့ပဲမြင်တယ်မလွယ်ကူလို့ပဲမြင်တယ်ပေါ့နော်ခက်ခဲရဆိုတာထက်ဘယ်လိုပြောရမလဲ digital ဆွဲနှုန်းကလည်းသူ့ရဲ့ technique ကိုမသိရင်လုံးဝဆွဲလို့မရဘူးလေပြန်ပြင်လို့ရတယ်ဆိုတာလေ traditional မှာလည်းပြန်ပြင်လို့ရတဲ့ method တွေအများကြီးရှိရပါလေဥပမာခေါင်းလေးဖြစ်ဖြစ်စီစေးဖြစ်ဖြစ်ဆိုလည်းပြန်ပြင်လို့ရတယ်လေရေစေးရတော့နည်းနည်းပေါ့နော်တစ်ခုပြန်တော့အကုန်ပြတ်တာပေါ့နော်ဒါမျိုးနည်းနည်းတော့ရှိတယ်အဲ့ကြောင့်နှစ်ခုလုံးကိုအဲ့လိုမျိုးရှင်ပြီးတော့ debate လုပ်တာရုံမြင်လဲအမတီးတန့် defense မသွားဘူးအမဒီနှစ်ခုလုံးကိုဆွဲဖို့အတွက်ကြောင့်မလို့နှစ်ခုလုံးလည်းသဘောကျတယ်ဒီ digital မှာလည်း digital အလျောက်ဒီသူ့ရဲ့မျက်စိပတာရဖြစ်တာလေးရှိတယ်လी traditional မှာလည်းရှိတယ်အဲ့တော့ခါကျတော့ digital ဆွဲရင်လည်းဒီသူ့ရဲ့သွားနိုင်တဲ့လမ်းကြောင်းလည်းရှိရယ် carrier ဘက်မှာလည်းသွားနိုင်တဲ့လမ်းကြောင်းတွေရှိတယ်ပေါ့နော်အဲ့ကြောင့်နှစ်ခုလုံးအမတော့သဘောကျတယ်အဲ့ကြောင့်မလို့ဒီလိုမျိုးအမအမြင်နေနဲ့ဆိုရင်ကြတော့ဘေဟာပိုကောင်းတယ်ဘေဟာတော့အားနေချက်အားသာချက်ရှိလို့မပြောလို့ပေါ့နော်အဆင်ပြေအမတို့ကအကုန်လုံးဆွဲခြင်းတယ်ဟုတ်အကုန်လုံးလည်းခက်ခဲတယ်အမတို့အခုဒီ artist တယောက်အနေနဲ့ career တခုအသက်မွေးဝမ်းပြောင်းပြခြင်းနဲ့အဲ့လို teenage ရွယ်ရှိရပေါ့နော်လူငယ်ပေါ့အဓိကသူတို့အတွက်ဆိုရင်ဘယ်လို tips လေးပေးစင်လဲကိုအတွေ့အကြုံပေါ်မူတည်ပြီးတော့ပေါ့နော်ဟိုမှာ watercolor artist အနေနဲ့ဖြစ်ခြင်းတဲ့လူငယ်တယောက်ကိုဘယ်လို tips တွေပေးခြင်းလဲပေါ့အခုလောဆယ်တော့အမအနေနဲ့အောင်မြင်တဲ့ career ကြီးတော့မဟုတ်နေသေးဘူးလေအဲဒါကြောင့်မလို့အကြံပေးတာဆိုတာထက်ကိုအတွေ့အကြုံအရာပြောရမယ်ဆိုရင်ဒီတကယ်လို့ဆွဲကိုကတကယ်ဒီ artist ရောက်ဖြစ်ရှင်နေဆိုရင်ဒီဥပမာအားတဲ့အချိန်မှာဆွဲတဲ့ဝါသနာရဆွဲတာမဟုတ်ဘဲနဲ့ဒီဇိုင်းမတ်ပေါ့နော်အမလည်းဒီဇိုင်းမတ်ဆွဲခဲ့တာဆိုပြောရင်ခေါင်းမှာပြီးတော့ဆွဲခဲ့တာဆိုအဲ့လိုမျိုးလေးကိုလူမယ်လို့ထင်တယ်ဥပမာပကြီးစရာအမဖတ်ဘူးတာပကြီးစရာတယောက်ဖြစ်တယ်ဆိုရင်ဖြစ်ဖို့ဆိုရင်ကိုကတတ်မှတ်ရမှုပဲနဲ့အများကတတ်မှတ်ပေးတာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အချိန်အမလုပ်စေခြင်းနဲ့ပေါ့နော်ဥပမာပြောရရင်ဒူဗီတာပဲလက်ခံနိုင်ရမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုမိသားကိုနဲ့တူကိုမိသားစုကပါလိုက်ပြီးတော့ဒီလမ်းကြောင်းပေါ်သွားပုံစံဖြစ်တာလေအဲဒါကြောင့်မလို့ဒီဒူဗီတာပဲခံနိုင်ဆိုရင်ရှိရမယ်ပေါ့နော်လို့ပြောရရမယ်ပေါ့ဒီဇိုင်းမဲ့လုပ်ရမယ်ပေါ့နော်ဟုတ်ပြီးတော့လေ့ကျင့်တာအစ
ကိုကလေ့ကျင့်အမဆိုရင်လေ့ကျင့်နေဆိုပြီးတော့လေဒီပေါ့ပေါ့အပါလေ့ကျင့်တာမဟုတ်ဘူးဒီလိုမျိုးအကြီးပကြီးကားတစ်ခုဖြစ်အောင်အမအနေနဲ့စိတ်ကျင်နေအောင်အမလေ့ကျင့်နေပေါ့နော်အဲ့လိုမျိုးလေ့ကျင့်မှုမှာလည်းအနေနဲ့အားစိုက်ထိုးဖို့ပေါ့နော်အဲ့လေးပြောချင်ပါတယ်ဟုတ်အမအနေနဲ့ဆိုရင်ကိုလေးစားအားကြတယ်လို့ artist တွေကဘယ်သူတွေဖြစ်မလဲပေါ့နော်ပြီးရင်ငယ်အနေနဲ့ဆိုရင်လည်းဘယ်သူတွေကိုလေ့လာတင်တယ်ထင်တယ်လေးစားအားကြတဲ့ artist တွေကတော့အများကြီးရှိတယ်ပြည်တွင်းထဲမှာလည်းအများကြီးရှိတယ်ကိုယ့်ရဲ့ဒီဆွဲကျင်တဲ့ဒီ art style ပုံမူတည်ပြီးတော့လေအဲ့ဆရာတွေပေါ့နော်မြင်အမဆိုလည်းအမြင်ဆရာတွေအများကြီးရှိတယ်ဒီ race artist တွေပြည်တွင်းမှာလည်းအများကြီးရှိရပေါ့နော်အမတယောက်ချင်းစီပြောလိုက်မယ်ဆိုကြံခဲ့မှလည်းရှိမှာဆိုလို့ဒီအများကြီးရှိတဲ့ထက်မှာအမမြင်ဆရာတွေအလုံးကိုမြင်ဆရာတွေသဘောထားရလေအဲ့တော့ခါကျတော့ဒီလေးလာမယ်ဆိုရင်တော့အကုန်လုံးကိုဒီမျက်ရှိမပြတ်ပေါ့နော်သူတို့တွေဘလို့ technique တွေတုံးသွားလဲဗာလဲအစားအကုန်လိုက်လေးလာရပေါ့နော်အမဆိုဒီပြည်တွင်းမှာလည်းမကောက်ပြပမှာဆိုလဲအဲ့လိုမျိုး YouTube တွေကြည့်ရဖြစ်ဖြစ်ဒီ Instagram မှာဆိုလဲသူတို့ရဲ့ဘလို့ဘယ်လို inspiration တွေယူဆွဲအဲ့ဒါအကုန်လုံး website တွေအစားအကုန်လိုက်ဖတ်တယ်ပေါ့နော်ဒီပြည်တွင်းမှာလည်းဒီဈေး artist တွေအများကြီးရှိတယ်ဆရာမြင့်နိုင်လို့ပါအကုန်ရှိတယ်ပေါ့နော်ဒီပြပမှာဆိုရင်အမကြိုက်တဲ့ art style ဆိုလိုမျိုး song you လို့ပါ Korean artist တွေလည်းရှိတယ်ပေါ့နော်အမဆွဲကျင်တဲ့ပုံစံလေးကိုပဲအမလေ့လာအဲ့လိုပုံစံမျိုးဟုတ်အခုကို group exhibition တွေစသဖြင့်အဲ့လိုအဲ့အိမ်မှာလည်းပါနေပေါ့နော်အဲ့တော့exhibition တွေအပေါ်မှာရောဘယ်လိုမြင်ရှိလဲဆိုတာကိုအနေနဲ့ဆိုဒီမှာလုပ်တဲ့ကိုလုပ်တဲ့ exhibition မှာထားပါတော့အဲ့ဒါဆိုဟိုဘာလေးတိုးတက်ဖို့လိုတယ်ထင်တယ်ပေါ့ဥမာ gallery ဘန်းတိုးတက်ဖို့လိုမလားဒါမှမဟုတ်ဟိုအဲ့ပွဲကိုကြော်ညာရဲ့ဘန်းတိုးတက်ဖို့လိုမလားစသဖြင့်ပေါ့နော်ဘယ်လိုလေးပို့ပြီးတော့ကောင်းစေချင်တယ်မလဲပြပွဲလောက်တာကတော့ solo တော့တစ်ခါမှမလုပ်ဘူးသေးဘူးပေါ့နော် group show တွေလုပ်ခဲ့တာတော့ကိုစေခုတော့ရှိလို့ပြောလို့ရမှာမသိအဲ့ဒီမှာပြောရရင်အမအမြင်ပြောတာပေါ့နော်ဒီအမပူရင်အမမရဘူးအဲ့တော့ခါကျတော့ gallery ကိုနည်းနည်းလေးရာသီဥတုလေးနဲ့ live ဖတ်ညီအောင်လို့လေအဲ့လိုမျိုးလေးဖြစ်စေချင်တယ်အမဟုတ်အဲ့လိုမျိုးရှိတခြားတော့တိတ်မရှိဘူးအဆင်ပြေပါတယ်ဟုတ်solo ရောလုပ်ဖို့ရှိလားမသိဘူး solo လုပ်ဖို့ဆိုရင်ကိုယ့်အနေနဲ့ဘယ်လို challenge တွေရှိမလဲဘယ်လောက်အချိန်ယူရမလဲစသဖြင့်ဘယ်လိုထင်လဲပေါ့solo အတွက်ကတော့လောလောဆယ်စိတ်ကတော့အခု solo ဘက်ကိုပြင်ဆင်မှုရှိနေတယ်ပေါ့နော် solo ပွဲလေးလုပ်ဖြစ်မယ်ဆိုရင်အမအတွက်ကကျတော့အကြီးကားရစုရမယ်ပေါ့များများဆွဲရမယ်ဆိုစိတ်တော့ရှိရလောလောဆယ်ရောလေပြီးတော့ concept ပေါ့နော် concept တစ်ခုရလာပြီဆိုရင်ဆွဲရတာမြန်နေပေါ့နော်အားကြောင့်လို့အရင်ဆုံး concept စဉ်းစားတာအမအတွက်ခက်ခဲဆုံးပဲဘာလို့ဆိုကိုကအမြင်ကိုကြည့်ပြီးတော့ဆွဲရတဲ့ artist တယောက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီကိုယ့်ရဲ့ solo ဘက်မှာပြောင်းတော့မဖြစ်စေချင်ဘူးလေအဲ့တော့ခါကျ concept ပြီးတော့နည်းနည်းစဉ်းစားနေပေါ့နော်အခုအဲ့ဟာတခုအမတို့နည်း challenge ဖြစ်တယ်ပေါ့နော် concept ရရင်အမဆွဲရတော့ကိစ္စမရှိအမတို့ရတယ်အမညမိတ်လဲဆွဲတယ်အမအဲ့လိုမျိုးဆိုရင်တခုခုအစလေးပေါ်ဖို့လိုတာပေါ့နော်အဲ့အစလေးပေါ်ဖို့ပဲအမတို့အရေးကြီးနေတာပေါ့ဟုတ်အဲ့လို concept ဆိုမှအဲ့လိုစက်ပေးနေတာじゃဒီ artwork တခုမှာပေါ့နော်အဲ့စောစောပြောရဲအဲ့လို concept ကလေးအရေးကြီးရဆိုရင်အဲ့လိုဘယ် concept နဲ့ technique မှာဘယ်ဟာပို့ပြီးတော့အရေးပါချင်တယ်ပေါ့နော်ဥပမာတချို့ကကြတော့ဟို technique အရန်ကောင်းတယ်ပေါ့နော်ဒါပေမဲ့သူကဟိုကြည့်ဆွဲရပဲဖြစ်ဖြစ်ပုံစံတစ်ခုဆွဲရဖြစ်ဖြစ်သူလှအောင်နေကြဟိုဖြစ်အောင်ဆွဲတတ်တယ်ပေါ့နော်ဒါပေမဲ့တချို့ကကြအဲ့ဒါကို conceptual art မဖြစ်တဲ့အတွက်မကြိုက်ကြလို့ရှိရတချို့ artwork တွေကကြတော့ဟို technique ရ traditional ways တွေရမတုံးထားပေမဲ့လည်းဥပမာ modern art လိုဟာမျိုးမှာဆိုရင် concept ရအရန်ကောင်းတာရှိရပေါ့နော်အဲဆိုတော့အဲ့နှစ်ခုပေါ်မှာရောဘယ်လိုမြင်လဲကို artwork မှာဆိုရင်ရောဘယ်ဟာပို့ပြီးတော့အဓိကထားပြီးတော့လုပ်ချင်လဲပေါ့ concept နဲ့ technique မှာဆိုရင်ဒီဆက်စချင်းအမလုပ်ခဲ့တာအကုန်လုံးက technique ပေါ်ပဲမူတည်ပြီးတော့သွားနေတာပေါ့နော်ဒီ technique ပေါ်ပဲအရင်ဆုံးကျွမ်းကျင်အောင်လေ့ကျင့်တာတွေပဲလုပ်ခဲ့ရပေါ့နော်အဲ့ဒါပြီးမှပဲအမ concept ကိုသွားခဲ့တာပေါ့နော်အခု concept နည်းနည်းပါကျင်တယ်ဆိုရင်ကိုယ့်ရဲ့လောပါပေါ့နော်ဒီပြောရင်ဒီကိုကဒီပုံဆွဲလိုက်တယ်ဆိုရင်ကြည့်ရတဲ့သူကဒီပုံကိုကြည့်တစ်ခုခုရသွားတယ်ဆိုရင်အဲ့ဒါလည်းအမတို့ concept ပဲပြောချင်တာကဒီလိုမျိုးဒီဘယ်လိုပြောအရသာတစ်ခုခုပါသွားတာပေါ့နော်အဲ့လိုမျိုးကအမတို့ရေးကြည့်တယ်အဓိကအားကြောင့် technique လည်းအမတို့ရေးကြည့်ရ concept ကကြောက်လောဘအရောက်လိုက်လာတာပေါ့နော်ဒီ modern art မှာဆိုလဲဒီကြည့်ရတဲ့သူကစိတ်ကြိုက်တွေးလို့ရတယ်ပေါ့နော်အဲ့ဒါကလည်းရေးကြည့်တယ်ပေါ့နော်အမကြောက်ကိုနည်းနည်းအခုဖြစ်နေတဲ့စိတ်ကားရဆိုရင်တော့တိတ်ပြီးအားမရသေးဘူးပေါ့နော်ကိုရဲ့ဒီ artwork နဲ့ပတ်သက်ပြီးတော့နည်းနည်း concept လိုချင်တယ်အဲ့စိတ်ကြောင့်လို့အမဒီဘက်ကိုဟိုရကျင်နေဆိုစိတ်ပေါ်လာပေါ့နော်အဓိကတော့အမလိုဆွဲရတဲ့သူအတွက်ဆိုရင်တော့ technique လည်းအရေးကြီးရပေါ့နော်အဲကြောင့်မို့ concept ကကိုယ့်ရဲ့လောဘကြောင့်ပါလာတာပါဟုတ်နောက်ဆုံးမင်းကိုမတိုင်ခင်မင်းကျင်လာကြဒီ
ဒီ watercolor artist နော်ဟိုဒီပုံလေးဆွဲတဲ့အခါမှာဒီအလုပ်ကိုလုပ်တိုင်းမှာအမြဲအမှတ်ရတဲ့အရာဘာဖြစ်မလဲပေါ့အမှတ်ရနေတဲ့အရာဆိုတာဥမာကိုဟိုဆရာတယောက်ကပြောခဲ့တဲ့စကားဖြစ်မလားဒါမှမဟုတ်ကိုအမြဲတမ်းထည့်သုံးလေးရှိရဲ့ technique ဖြစ်မလားပေါ့နော်ဘယ်ရာကိုအမြဲအမှတ်ရစေလဲပေါ့အခုချိန်ဒီအမှတ်ရတာဆိုတော့အမအဲ့တော့ဒီပလိုမာတက်နေတဲ့အချိန်ပေါ့နော်အဲ့တော့ပြပွဲကိုကျောင်းကကိုရီနဲ့သွားပြီးလေ့လာတဲ့အချိန်မှာဆရာဝန်ဖေမရဲ့ပကြီးပြပွဲဆရာချင်းမြင့်စောနဲ့ဆရာဝန်ဖေမရဲ့ပကြီးပြပွဲရောက်သွားတဲ့အချိန်မှာဆရာကြီးကနေပြီးတော့ကိုလက်မှတ်ထိုးခိုင်းတယ်ပေါ့နော်ဆရာကိုဒီကတ်တလောက်လေးကိုဆရာပကြီးဆွဲလာသမီးကိုဆွဲတယ်ပေါ့နော်အဲ့တော့ကိုဘာမှဆွဲရတာမဟုတ်သေးဘူးပြီးတော့ခုမှစတင်နေတဲ့အချိန်မှရှိသေးတယ်ဆရာကိုပြတာပေါ့နော်ပြတော့ဟာနင်းပကြီးခိုင်းမှာအားလုံးပါတယ်ပေါ့နော်ဒါလည်းပါတယ်ဟိုကလည်းပါတယ်ဟိုကလည်းမချမ်းဘူးနင်းအကုန်ပါနေရပေါ့နော်အသေးစိတ်ဆွဲရတယ်ပေါ့နော်အဲ့နေပြီးတော့ဆရာကနေပြီးတော့အဲ့လိုစာရေးပေးရပေါ့နော်မင်းမိုးရဲ့နင်းလိုအသေးစိတ်မြင်နိုင်မှုလွယ်တာမဟုတ်ဘူးတဲ့အဲ့ကြောင့်မလို့ဆက်လုံးတဲ့နောက်တစ်ချိန်ကြာရင်တော့အသေးစိတ်တွေနဲ့လှပရဲ့ပကြီးခိုင်းနေဆွဲနိုင်မှတေးကြတယ်တဲ့အဲ့ဒါပြောရလေအခုထိအမှတ်ရနေတော့ပေါ့နော်လွန်ခဲ့တဲ့2022လား3လားမသိအဲ့တော့ပကြီးပြပွဲမှာဆရာလာကြည့်ရခါကျတော့ဆရာကနေကိုပကြီးကဓာတ်ပုံလေးရိုက်သွားတယ်ပေါ့နော်အဲ့တော့ကိုကမပြောလိုက်ပါဘူးဆရာဒါလေးရေးပေးခဲ့တယ်ကိုမပြောလိုက်ဘူးဒါပေမဲ့စိတ်ထဲမှာကျင်းနေသွားတယ်ပေါ့နော်ကိုကဒီတိုင်းတာတစ်ခုထိဒီဆရာရဲ့အမြင်မှာလဲကိုကလူမျိုးဓာတ်ပုံရိုက်သွားတယ်ဆိုတော့ကိုပုံနဲ့ချီကျူးသွားတယ်ဆိုတော့လေငါတော့နည်းနည်းတော့ဖြစ်လာပြီပေါ့အဲ့လိုမျိုးတော့မှတ်တရရှိနေရပေါ့ဟုတ်ဒီနောက်ဆုံးအနေနဲ့ကြာပေါ့နော်ဒီpodcast ကိုကြည့်နေမဲ့နားထောင်နေမဲ့လူငယ်တွေအတွက်ပေါ့နော်အားရင်ဒီဇိုင်းကိုစိတ်ဝင်စားတဲ့လူငယ်တွေအတွက်ဟို generally ဘာများပြောခဲ့ခြင်းလဲပေါ့ဟုတ်ပြောရရင်အရင်ပြောအမကိုရိုင်းကလည်းစိတ်ကလူမျိုး artist အနေနဲ့ကိုတက်မှန်နေရပေါ့နော်အများတက်မှန်မလားတော့မပြောတတ်ဘူးအမအနေနဲ့သူများရဲ့အမြင်အရင်ကိုဂရုစိုက်တယ်အဲ့ဒါမကောင်းဘူးပေါ့နော်အဲ့ဒါတခုတော့ပြောချင်တယ်သူကိုပကြီးကားရဲ့ဖန်တီးနေတဲ့အချိန်မှာကိုယုံကြည်မှုနဲ့ကိုခိုင်လုံချက်နဲ့ကိုပဲဆက်ပြီးတော့ဖန်တီးဖို့ပြောချင်ပါတယ်ဟုတ်မှန်ကန်ကန်နဲ့ပေါ့နော်မှန်ကန်တဲ့နီးလန်းတော့မဟုတ်ဘူးပေါ့အဲ့လိုမျိုးပြောချင်ပါတယ်သူများရဲ့အမြင်ကိုအရင်ကြီးဂရုစိုက်ပေါ့နော်အဲ့ဒါလည်းအခုချိန်ကိုကြုံတွေ့နေရတဲ့အခက်အခဲတစ်ခုပါပဲဟုတ်အများကြီးသူများအမြင်ကိုအရင်ကိုကြောက်ခဲ့တယ်ပေါ့နော်ဟုတ်အဲ့ဒါလိုမျိုးပြောချင်ပါတယ်ဟုတ်โอเคပါဒီဘက်မှာကျွန်တော်တို့ရဲ့ audios ရဲ့ Pikachu podcast မှာလာရောက်ဖြေကြပြီးတော့ guest ကတော့ artist memo ပဲဖြစ်ပါတယ်ကျွန်တော်နောက်တစ်ပတ်မှာဘယ်လို guest ဒီ art design နဲ့ related ဖြစ်တဲ့ဘယ်လို guest တွေကိုခေါ်ပြီးတော့ဘယ်လိုအကြောင်းအရာတွေပြောပြသွားမလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ပေးသေးချင်ပါတယ်ကျေးဇူးတင်ပါတယ်